data chart တွေပါနေပြချင်တယ်ဆိုလို့ရှိရင်တော့ဒါက free tool ဆိုတော့ကိုက Google Sheet ထဲမှာ data ထည့်ထားရဆိုလို့ရှိရင်ဒီ local studio ထဲမှာပဲကျွန်တော်တို့ဝင်ပြီးတော့ local studio ထဲမှာပဲဝင်ပြီးတော့ကျွန်တော်တို့ဒီလိုမျိုး report ကိုကျွန်တော်ထုတ်လို့ရတယ်အဲ့တော့ဘာတစ်ခုကောင်းလဲဆိုတော့ကိုကဥပမာဘယ်နေ့ကနေဘယ်နေ့အထိကြည့်ကျင်တယ်ဆိုပြီးတော့ထုတ်ရတယ်ဆိုလို့ရှိရင်လည်းသူ့ရဲ့အောက်က number တွေအကုန်လုံးသူပြောင်းရတယ်ပေါ့နော်ဆိုတော့ဟိုလှတာမလှတာကတော့ UI ကတော့ဒါကိုယ့်အကိုပဲဆက်ပြီးတော့ကြည့်ကြပါလိမ့်နော်မင်းတခင်မေးထားတာကdigital marketing report ကို impression ကောင်းအောင်ဘယ်လိုပြင်ရမလဲတဲ့ graph တွေ chart တွေနဲ့ပေါ်ပြလို့ရချင်တာပါ Google Sheet လို့ cloud မှာလည်းတင်ထားလို့ရတာမျိုး link တွေလည်းထည့်ပြလို့ရတာမျိုးပါ agency တွေမှာရောဘယ်လိုပုံစံဘယ်လို website app တွေနဲ့ report ပြင်ကြလဲဆိုတော့များသောအားဖြင့်တော့ I mean ဟို Google Slide ဆိုလို့ Canva တို့လိုဟာမျိုးနဲ့ပြင်ကြတာများတယ်အဲ့တော့ Google Slide နဲ့ပြင်မပြင် Canva နဲ့ပြင်ဒါပေမဲ့ကျွန်တော်တို့ agency မှာကကျွန်တော်ကဟိုဘာနဲ့ထည့်ပေးလဲဆိုတော့လေအဲ့ဒီနှစ်ခုအပြင်ကိုကျွန်တော် local studio ဆိုတာတစ်ခုရှိတယ် local studio ဆိုတာကဒီ Google ရဲ့ tool တစ်ခုပေါ့နော်သူကဘယ်လိုမျိုးလဲဆိုတော့အခုကျွန်တော်ဒီမှာလဲကျွန်တော်ပြထားတယ်ဆိုတော့ဒီလိုမျိုးနည်းနည်းလေး line ကြတယ်တော့ဒါကျွန်တော်သူ့ရဲ့ template တွေကတစ်ခုအနေနဲ့ကျွန်တော်ထုတ်ပြထားတာပေါ့လေအဲ့တော့ localstudio.google.com/gallery ဆိုတာရှိတယ်data chart တွေပါနေပြချင်တယ်ဆိုလို့ရှိရင်တော့ဒါက free tool ဆိုတော့ကိုက Google Sheet ထဲမှာ data ထည့်ထားရဆိုလို့ရှိရင်ဒီ local studio ထဲမှာပဲကျွန်တော်တို့ဝင်ပြီးတော့ local studio ထဲမှာပဲဝင်ပြီးတော့ကျွန်တော်တို့ဒီလိုမျိုး report ကိုကျွန်တော်ထုတ်လို့ရတယ်အဲ့တော့ဘာတစ်ခုကောင်းလဲဆိုတော့ကိုကဥပမာဘယ်နေ့ကနေဘယ်နေ့အထိကြည့်ကျင်တယ်ဆိုပြီးတော့ထုတ်ရတယ်ဆိုလို့ရှိရင်လည်းသူ့ရဲ့အောက်က number တွေအကုန်လုံးသူပြောင်းရတယ်ပေါ့နော်ဆိုတော့ဟိုလှတာမလှတာကတော့ UI ကတော့ဒါကိုယ့်အကိုပဲဆက်ပြီးတော့ကြည့်ကြပါလိမ့်နော်ဟိုဆက်ပြီးတော့ UI လေးလက်တပတ်တာလေး color လေးဗလေးညာလေးနဲ့ဆောက်လို့လည်းဖြစ်ပါတယ်ဆိုတော့ဒါမျိုးကျွန်တော်တို့လုပ်လို့ရပါတယ်အဲ့တော့ Google Local Studio အနေနဲ့ဆောက်လို့လည်းဖြစ်ပါတယ်အဲ့တော့ Local Studio ကတော့ကျွန်တော်တို့ Google Sheet နဲ့ကျွန်တော်ချိန်လို့ရပါတယ် Google Sheet ထဲက data ကိုပဲကျွန်တော်တို့ Google Slide မှာPowerPoint တို့ဘာလို့မှာ slide လုပ်သလိုမျိုးပဲကျွန်တော် Google Local Studio နဲ့slide လုပ်ပြီးတော့မှလုပ်ကြတာပေါ့လေเนาะအဲ့တော့အဲ့ဒါကျွန်တော်သွားလို့ရတယ်ပြီးတော့ကျွန်တော်နောက်တစ်ခုကဒီ Canva နဲ့ Google Slide နဲ့ကျွန်တော်သုံးကြရတယ်ဒါမှမဟုတ်ကျွန်တော် PowerPoint ကိုအခုနောက်ပိုင်းဟို digital ကနေပြီးတော့မှကျွန်တော်သွားလာရတဲ့ high လည်းရှိတယ်ဆိုတော့အဲ့လိုဟာမျိုးတွေပေါ့လေ